ဒီနေ့ကျွန်တော်တို့မိဘပြည်သူများနဲ့မီဒီယာများကိုအသိပေးပြောကြားလိုတာကတော့မြဝတီဒေသမှာပြုလုပ်နေတဲ့ online လောင်းကစားမှုတိုက်ဖြတ်ခြေမုံရေးကိစ္စတွေနိုင်ငံတကာပူးပေါင်းဆောင်ရွက်နေမှုကိစ္စတွေကိုကျွန်တော်ပြောလိုပါတယ်ဒီနေ့နိုဝင်ဘာလ18ရက်နေ့မနက်မှာပဲမြဝတီရဲ့မြောက်ဘက်မှာရှိတဲ့ရွှေကုတ်ကိုနယ်မြေကိုဌာနဆိုင်ရာအဖွဲ့အစည်းတွေလုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များကဝင်ရောက်ရှင်းလင်းခဲ့ပါတယ်ပထမဦးစွာအဲ့ထက်မှရှိနေတဲ့ကျွန်တော်တို့ခွင့်ပြုချက်မရရှိပဲစောက်လုပ်ထားတဲ့အဆောက်အုံ၃လုံးကိုအရင်ဝင်ရောက်ရှင်းလင်းခဲ့ပါတယ်အဲ့ထက်ကနေပြီးတော့စီစစ်ဆဲကျွန်တော်နိုင်ငံသား346ဦးဖမ်းမိခဲ့ပါတယ်အွန်လိုင်းလောင်းကစားမှုမှာအသုံးပြုနေတဲ့ဖုန်းအလုံးရေ1000နီးပါးလောက်ဖမ်းဆီးရမိခဲ့ပြီးဆက်ပစ္စည်းတွေလည်းဖမ်းဆီးရမိခဲ့ပါတယ်တစ်ဖက်နိုင်ငံကိုထွက်ပြေးမဲ့သူတွေကိုလည်းကျွန်တော်တို့ပိတ်ဆို့ဖမ်းဆီးလျက်ရှိပါတယ်ဒီနယ်မြေမှာအွန်လိုင်းလောင်းကစားမှုလှုပ်ဆောင်နေတဲ့နယ်မြေ3ခုရှိပါတယ်အဲ့ဒါတော့နံပါတ်1ကတော့ KK ပတ်နယ်မြေနံပါတ်2ကတော့ကျွန်တော်တို့ရွှေကုတ်ကိုနယ်မြေနဲ့နံပါတ်3ကတော့ကြောက်ခက်နယ်မြေဖြစ်ပါတယ်ဒီ KK ပတ်နယ်မြေကတော့အားလုံးသိတဲ့အတိုင်းပဲမြဝတီမြို့ရဲ့ဒီတောင်ဘက်မှာရှိတယ်ရွှေကုတ်ကတော့မြဝတီရဲ့မြောက်ဘက်မှာရှိတယ်ပြီးရင်ကြောက်ခက်ဒေသကတော့ဒီတောင်ဘက်အစွန်ဆုံးပေါ့ဒါ KK ပတ်ရဲ့တောင်ဘက်မှာရှိတဲ့နယ်မြေတွေဖြစ်ပါတယ်ဒီနေရာတွေမှာဘယ်သူတွေပါဝင်ပတ်သက်နေတယ်ဆိုတော့ဆိုတာလည်းကျွန်တော်ရခိုင်နှုံးကအတီလင်းပြောကြားခဲ့ပြီးဖြစ်ပါတယ် KK ပတ်နယ်မြေနဲ့ပတ်သက်ပြီးကျွန်တော်အားလုံးကိုရှင်းလင်းပြောပြတဲ့နေရာမှာအထောက်ထားတွေနဲ့ဘယ်သူတွေနဲ့ဘယ်အချိန်တုန်းကစာချုပ်ချုပ်ခဲ့တယ် KNU အဖွဲ့တွေကသူတွေနဲ့စာချုပ်ဘယ်လိုချုပ်ခဲ့တယ်ဘယ်လိုမျိုးဆောင်ရွက်ခဲ့တယ်ဘယ်သူတွေပါဝင်ပတ်သက်ခဲ့တယ်ဆိုတာကျွန်တော်ရှင်းလင်းပြောကြားပြီးဖြစ်ပါတယ် KK ပတ်နယ်မြေမှာအဓိကတော့မူလက်ဤအလင်းကုမ္ပဏီ Trans-Asia International Holding Group Thailand ကုမ္ပဏီတွေပါဝင်ပတ်သက်တာဖြစ်ပါတယ်ရွှေကုတ်ကုန်းနယ်များကတော့မြန်မာရာထိုင်း Holding Company Limited ပါဝင်ပတ်သက်တာဖြစ်ပါတယ်ကြောက်ခက်နယ်မြေမှာတော့ကြောက်ခက် Garden Resort ကုမ္ပဏီကပါဝင်ပတ်သက်တာဖြစ်ပါတယ်အဲ့ဒီနယ်မြေမှာကျွန်တော်တို့ရောက်ရှိပြီး online လောင်းကစားမှုတွေ online လိမ်လည်မှုတွေလှုပ်ဆောင်နေတယ်ဆိုတဲ့နိုင်ငံသားတွေဘယ်လိုမျိုးရောက်ရှိလာသလဲဆိုတာကိုကျွန်တော်တို့ဒါရှင်းပြပြီးဖြစ်ပါတယ်အဲ့ဒီကိုရောက်ရှိလာတဲ့ online လိမ်တဲ့နိုင်ငံသားတွေဟာ99.5%လောက်ပါတစ်ဖက်နိုင်ငံကနေတစ်ဆင့်မြန်မာနိုင်ငံထဲကိုကူးပြောင်းရောက်ရှိလာတာဖြစ်ပါတယ်အဲ့ဒီနယ်မြေမှာ2021ခုနှစ်နောက်ပိုင်းမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတော့မြဝတီမြို့နဲ့လမ်းကွာဝေးတဲ့ခုနနယ်မြေတွေမှာကျွန်တော်တို့တိုင်းသားလက်နက်ကိုင် EAO အဖွဲ့ KNU/KNLA အဖွဲ့အပြီးရင်ကျွန်တော်တို့ NCA စာချုပ်လက်မှတ်ရေးထိုးထားတဲ့အချို့သော EAO အဖွဲ့တွေပြီးရင်ကျွန်တော်တို့နယ်ခြားဆောင်တပ်ဖွဲ့အမိခံတပ်ဖွဲ့တွေဝင်ရောက်ပြီးတော့လောက်ကင်နေတာမျိုးတွေဖြစ်ပါတယ်အဲ့ဒီလူတွေကိုပဲချီးကပ်ပြီးတော့ကိုကျိုးစာစီပွားရေးသမားတွေကအဲ့ဒီလူတွေနဲ့ဆက်ပြီးတော့ဒီလုပ်ငန်းတွေကိုလှုပ်ဆောင်နေတာဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့မြဝတီမြို့နဲ့အနီးတစ်ဝိုက်ကိုကျွန်တော်လွှမ်းမိုးနိုင်တဲ့နေရာတစ်ဝိုက်မှာ online လောင်းကစားမှုတိုက်ဖျက်ရေးတွေကျွန်တော်စတင်ဆောင်ရွက်ခဲ့တယ်တဖြည်းဖြည်းကျွန်တော်တို့နယ်မြေငြိမ်းချမ်းလာတာနဲ့အများနယ်မြေစိုးမိုးရေးနယ်မြေရှင်းလင်းရေးလုပ်ပြီး online လိမ်လည်မှုအမြင့်ပြပပျောက်ရေးအတွက်ကျွန်တော်တို့ဆောင်ရွက်နေတာဖြစ်ပါတယ်အဲ့လိုဆောင်ရွက်တဲ့နေရာမှာကျွန်တော်တို့ရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေစစ်သည်တွေဝန်ထမ်းတွေအသက်သွေးချေးပေးဆက်ပြီးကျွန်တော်တို့လှုပ်ဆောင်ခဲ့ရတာဖြစ်ပါတယ်ဒီနယ်မြေမှာရောက်ရှိလာတဲ့တရားမဝင်ရောက်ရှိလာတဲ့နိုင်ငံသားတွေကိုကျွန်တော်တို့စစ်ဆေးပြီးဖြစ်ပါတယ်တချို့စစ်ဆေးချက်မှတ်တမ်းတွေကိုကျွန်တော်တို့မီဒီယာများမိဘပြည်သူများသိအောင်ကျွန်တော်တို့ထုတ်ပြန်ပြောကြားလိုက်ပါတယ်အဲ့ထုတ်ပြန်ပြောကြားချက်ကိုကြည့်ရင်
ဒီလူတွေဟာဘယ်ကနေရောက်လာလဲဘာတွေလုပ်ခဲ့လဲဆိုတာကိုထင်ရှားသိနိုင်မှာဖြစ်ပါတယ် From Kenya to Ethiopia, Ethiopia to Bangkok, from Bangkok to Myanmar. Your bus or airplane or boat Taxi. in taxi. You, I was alone, me. you, only me. Yeah, you, only me, yeah. you. From Philippines, direct flight to Thailand. Then someone Chinese car pick up with us. They said we're going to Myanmar. We walk in the mountain and ride a motorcycle. Then they have a river going there in Myanmar, Megawadi. So they just contact me. I just put my number of WhatsApp. After that, they send me the tickets, everything. Then I go to the Thailand, Bangkok. After that, they send the car to bring me. Then they give me a little more drink, juice, just like a juice. So when I drink that drink, I just fall asleep. And when I open my eyes, I was in the jungle. Then they bring me from the jungle on the bikes because I have no way to escape. There were 3 people with this type of swords, knife, and pistols. When I reached the gate, after there was a river crossing, then I go to that gate, and after that they bring me in an office. When we enter the gate, there was a person sitting on the table. I think it was a Chinese, I don't know who was it. He just take my phone and my bag of passport. ပြီးရင်တော့ကျွန်တော်တို့ခုနပြောတဲ့နေရာ3ခု KK ပတ်ရွှေကုတ်ကိုကြောက်ခဲ့သေးတာဒီနေရာတွေရဲ့အခြေခံလူနေထိုင်ဖို့ရေလျှက်စစ်မီဆက်သွယ်ရေးစတာတွေကတစ်ဖက်နိုင်ငံကနေပြီးရရှိနေတာဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးလည်းကန့်ကွက်လို့တစ်ဖက်နိုင်ငံတွေလည်းပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ်ခဲ့ပြီးပိတ်ပင်တာမျိုးတွေဆောင်ရွက်ခဲ့တာမျိုးတွေရှိပါတယ်ကျွန်တော်တို့အနေနဲ့ပထမဆုံးနယ်မြေစိုးမိုးရေးရှင်းလင်းရေးလုပ်ခဲ့တဲ့ KK Park လို့နယ်မြေမျိုးမှာပြန်လည်ပြီးတော့ကြလုံးဝဒီ online လောင်းကစားမှုတွေအခြေမချနိုင်ဖို့အတွက်အဲ့မှာရှိနေတဲ့အဆောက်အုံတွေကျွန်တော်တို့100 ရာခိုင်နှုန်းဖြည့်ဆည်းနိုင်အောင်ကျွန်တော်တို့ဆောင်ရွက်ခဲ့တယ်ဆောင်ရွက်ခဲ့တဲ့နေရာမှာလည်းစက်ရန်တွေနဲ့ဖြိုဖျက်ခဲ့တာရှိတယ်အစင်းမြင့်ဖောက်ခွဲခဲ့တာမျိုးတွေရှိပါတယ်ဒီဖောက်ခွဲမှုတွေနဲ့ပတ်သက်ပြီးတော့ကြလဲဟိုတစ်ဖက်နိုင်ငံအနေနဲ့ကဒီဖောက်ခွဲလိုက်တဲ့အစအနာတွေသူတို့နိုင်ငံထဲမှာကြားတယ်ဆိုပြီးကန့်ကွက်တဲ့ဟာမျိုးတွေရှိပါတယ်ဒီဟာနဲ့ပတ်သက်ပြီးလဲကျွန်တော်တို့ဗီဒီယိုမှတ်တမ်းတွေဆောင်ရွက်ထားပြီးဖြစ်ပါတယ်ဗီဒီယိုမှတ်တမ်းတွေနဲ့သူတို့ဒီအစအနာတွေဟာမကြဘူးဆိုတာလဲဒါပြခဲ့ပြီးဖြစ်ပါတယ်ဒါကျွန်တော်ဒီဖုန်းတစ်ပုံကိုပြလို့ပါတယ်ဒီမှာဆိုရင်ဒါ KK ပတ်ထဲမှာရှိတဲ့အဆောက်အုံကိုကျွန်တော်တို့ဒါဖြိုချဖျက်ဆီးတာဖြစ်ပါတယ်ဖြိုချဖျက်ဆီးတဲ့နေရာမှာအဲ့ဒီအဆောက်အုံရဲ့ဘေးနားမှာဆိုရင်ဒီအဆောက်အုံကတက်တယ်ပဲအောက်ကိုပြိုကျသွားတာဖြစ်ပါတယ်ကျွန်တော်တို့အစစ်မြင့်ဖောက်ခွဲနည်းပညာနဲ့အသုံးပြုတဲ့အတွက်ကြောင့်မလို့ဒီတစ်ဖက်နိုင်ငံတွေကိုကြားဖို့နေတာသူ့ရဲ့ဘေးနားမှာရှိတဲ့တစ်ပင်တွေတောင်မလုံဘူးဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါအပြင်တစ်ဖက်နိုင်ငံရဲ့နယ်စပ်အနီးမှာကပ်နေတဲ့ဟိုတယ်တစ်လုံးပေါ့ဟိုတယ်တစ်လုံးကိုလည်းကျွန်တော်တို့ဒါဖြိုချဖျက်ဆီးခဲ့ပါဒီလိုဖြိုချဖျက်ဆီးတဲ့နေရာမှာလည်းတစ်ဖက်နိုင်ငံကိုကြာရောက်ဖို့နေတာတစ်ဖက်နိုင်ငံနဲ့ကျွန်တော်တို့ရဲ့နယ်ခြားမြင်းဖြစ်တဲ့ဒီချောင်းနယ်ဝတောင်မှာအစအနကြာတာမတွေ့တာကိုထင်ရှားစွာတွေ့နိုင်မှာဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးလဲကျွန်တော်တို့အဆောက်အဦများဖြိုချရှင်းလင်းခြင်းကိုဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်နောက်တစ်ခုကဒါနဲ့ပတ်သက်ပြီးတော့ကြအမေရိကန်နိုင်ငံအနေနဲ့ဖလား12ရက်နေ့ကျဆွဲနဲ့ထုတ်ပြန်ကြေညာခဲ့ပါတယ်ဒီမှာတော့ကျွန်တော်တို့တွေ့ရတာတော့ဒီနေ့မှာတွေ့ရတဲ့ကြေညာချက်ပေါ့လေဒီထဲမှာတော့ online လိမ်လည်မှုတွေပေါ့အနေနဲ့အမေရိကန်ကိုကာကွယ်ဖို့ဆိုပြီးတော့ကြ District of Columbia Scam Center Strike Force ဆိုတာကိုဖွဲ့စည်းခဲ့တယ်ပေါ့နော် SCSF ဆိုတာဖွဲ့စည်းခဲ့တယ်ဆိုပြီးသူတို့ကြေညာလာတာကိုကျွန်တော်တွေ့ရပါတယ်ဒီထဲမှာကျွန်တော်တို့လေ့လာကြည့်တဲ့အခါမှာအရှေ့တောင်အာရှနိုင်ငံတွေကိုအခြေပြုပြီးတော့ cryptocurrency နဲ့အပါအဝင် cyber လိမ်လည်မှုတွေကိုအမေရိကန်နိုင်ငံကိုကာကွယ်ဖို့ဆိုပြီးဖွဲ့စည်းကြောင်းကျွန်တော်ကြေညာခဲ့တာဖြစ်ပါတယ်ဒီထဲမှာထူးထူးခြားခြားအသုံးအနှုန်းလေးတွေပါတာကို
ကျွန်တော်ပြောပြခြင်းပါတယ်ထူးထူးခြားခြားသုံးလုံးတွေကတော့ဒါတော့ဆိုတော့တတိယပိုင်းလောက်မှာတရုတ်နိုင်ငံဖြတ်ကျော်ရာဇဝတ်အဖွဲ့အစည်းများ TCO တွေရတဲ့ cryptocurrency ယင်းနှိမ့်မြုပ်နှံမှုလိမ်လည်မှုများနဲ့ယုံကြည်မှုလိမ်လည်မှုအမျိုးမျိုးကိုအသုံးပြုပြီးနေ့စဉ်အမေရိကန်များ၏စုဆောင်းငွေများအသက်များကိုခိုးယူလျက်ရှိသည်ဆိုတော့ပါတာတွေ့ရတယ်နောက်တစ်ပိုက်မှာတော့ဒါလိမ်လည်မှုစင်တာတွေဟာအမေရိကန်မှတရုတ်ရာဇဝတ်ဂိမ်းများ၏အိတ်ကတ်ထဲသို့မျိုးဆက်တစ်ခုပြီးတစ်ခုချမ်းသာကြွယ်ဝမှုရှိအောင်ဖန်တီးနေတယ်ဆိုပြီးကြဆွဆွဲထားတာမျိုးလည်းတွေ့ရပါတယ်။ဒါပြင်ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး Strike Force ဘာမှအဖွဲ့သည်မြန်မာနိုင်ငံရှိလိမ်လည်မှုစင်တာတစ်ခုကိုစစ်စင်ရေးများပြုလုပ်ခဲ့သည်ဆိုပြီးလဲပါတာတွေ့ရပါတယ်။သူတို့စစ်စင်ရေးဘယ်လိုလုပ်ခဲ့တယ်မလုပ်ခဲ့တယ်ဆိုတာတော့ကျွန်တော်လည်းမသိပါဘူး။ဒီပြင်မှာလည်းတွေ့ရတာတော့မရှိပါဘူး။ဒါပြင်မြန်မာနိုင်ငံမှာရှိတဲ့ KK ပတ်ကဲ့သို့သောလိမ်လည်မှုနေရာများကိုတိုက်ဖျက်ရန်အတွက် Royal Thai Police Warrant Task Force နဲ့အတူပူးပေါင်းဆောင်ရွက်ရန်ဘန်ကောက်သို့ FBI agent များစေလွှတ်ခဲ့သည်ဆိုတာလည်းပါပါတယ်။ဒါထုတ်ပြန်ချက်သူတို့ထုတ်ပြန်တဲ့ထုတ်ပြန်ချက်ပေါ့။နှစ်မျက်နှာလောက်ရှိတဲ့ထုတ်ပြန်ချက်ထဲကနေပြီးကျွန်တော်တို့ထုတ်နှုတ်ပြီးပြောတာဖြစ်ပါတယ်။ဒါတွေကိုသုံးသပ်ကြည့်ရင်ဒီနိုင်ငံအနေနဲ့ခုနပြောတဲ့ online လိမ်လည်မှု online လောင်းကစားမှုဆိုတာထက် online လောင်းကစားမှုတိုက်ခိုက်ရေးဆိုတာထက်နည်းနည်းတဲ့ hidden agenda နည်းနည်းတဲ့လျှို့ဝှက်ရည်ရွယ်ချက်တစ်ခုရှိနေနိုင်တယ်လို့ကျွန်တော်တို့သုံးသပ်ရရှိပါတယ်ကျွန်တော်တို့အနေနဲ့ကတော့အရှိမြောက်ဒေသပေါ့နော်လောက်ကိုင်းဒေသမှာ online လောင်းကစားမှုတွေ online လိမ်လည်မှုတွေစကိခဲ့တဲ့အတိုင်းတရုတ်မြန်မာပူးပေါင်းဆောင်ရွက်မှု tax force ဖွဲ့စည်းပြီးဖြစ်ပါတယ်ခုထိလည်းကျွန်တော်ဆက်လက်လှုပ်ဆောင်နေရရှိပါတယ်ပြီးရင်တော့ဒီကရင်ပြည်နယ်မြဝတီဒေသမြန်မာထိုင်းတရုတ်သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ Trilateral Cooperation ဖွဲ့စည်းပြီးကျွန်တော်တို့ဆောင်ရွက်လျက်ရှိပါတယ်ခုထိလည်းဆောင်ရွက်လျက်ရှိပါတယ်ဒါပြင်2025ခုနှစ်နိုဝင်ဘာလ14ရက်နေ့မှာတရုတ်နိုင်ငံကူမင်းမြို့မှာကျင်းပခဲ့တဲ့တရုတ်မြန်မာထိုင်းကမ္ဘောဒီးယားလာအိုဗီယက်နမ်စတဲ့6နိုင်ငံအွန်လိုင်းလိမ်လည်မှုပူးပေါင်းတိုက်ခတ်ရေးအစည်းအဝေးတက်ရောက်ခဲ့ပြီးဒီအဖွဲ့နဲ့လည်းကျွန်တော်ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်ဒီနေရာမှာကျွန်တော်ပြောချင်တာကတော့ဒီ online လိမ်လည်မှု online လောင်းကစားမှုဆိုတာဒီကျွန်တော်မြန်မာတိုင်းနိုင်ငံတွေကိုပဲဒုက္ခပေးနေမှာမဟုတ်ပါဘူးလိမ်လို့ရတဲ့နိုင်ငံတကာနိုင်ငံသူနိုင်ငံသားတွေကိုလည်းလိမ်လည်နေတာဖြစ်ပါတယ်ဒါကိုအမျိုးသားရေးတရားဝင်တရားအနေနဲ့ပြက်ပြက်သားသားတိုက်ခတ်ဖို့လဲနိုင်ငံတော်ယာယီသမ္မတတပ်မတော်ကာကွယ်ရေးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ညွှန်ကြားထားပြီးဖြစ်ပါတယ်လူထုတွေ့ဆုံပွဲတွေမှာလည်းဒါကိုပြက်ပြက်သားသားထုတ်ဖော်ပြောဆိုပြီးဖြစ်ပါတယ်အတရေများတဲ့ကိစ္စဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးမီဒီယာများအားလုံးအနေနဲ့ဒီ online လိမ်လည်မှုတွေ online လောင်းကစားမှုတွေနဲ့ပတ်သက်ပြီးသတင်းရရှိလာရင်သက်ဆိုင်ရာကိုသတင်းပေးကြပါပူးပေါင်းဆောင်ရွက်သားကြပါကျွန်တော်တို့မြန်မာနိုင်ငံအစိုးရအနေနဲ့လည်း6နိုင်ငံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တွေဒေသတွင်းအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးဒီ online လိမ်လည်မှုလောင်းကစားမှုကိုမြန်မာမြေပေါ်ကနေအပြီးတိုင်ချုပ်ငိမ့်သွားအောင်အမြင့်ပြတ်ခြေမုံတုတ်တင်သွားမှာဖြစ်ကြောင်းပြောကြားလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်